လီပါရမီတော်အဟောင်း6ရောင်ကုန်ညူအကျူခံကိုင်ဘက်ပြိုင်နိုင်မရကောဓမမြတ်ဖျားကောဓမမြတ်ဖျားကိုအဟောဝဒအံဩမကုံကောဓမမြတ်ဖျားကိုအဟောဝဒအံဩမကုံအင်္ဂိရတအယုတ်အလတ်အမြတ်အပိုင်းချ3ပါးဆယ်လီပါရမီတော်အဟောင်း6ရောင်ကုန်ညူအကျူခံကိုင်ဘက်ပြိုင်နိုင်မရကောဓမမြတ်ဖျားမြတ်မောင်နှစ်သွေးအလေဘဟုနုပြူထွားတော့ကောင်းစွာပေါက်ခွာဆွဲရစ်ဆက်လျင်တရောင်ခန့်နေရှိလျာစိတ်နာနှစ်တွင်ငွေနဲ့ချင်းမြင်ဖြူစင်ဝေးတဲ့လက်ရရီခွေဒီနေတော်မူပါမွေရှင်တော်အဟောဝဒကောဓမမြတ်ဖျားနှလုံးသွားတော်လေးစေဆွေတော်လေးစုပလေးနေ့စေရင်စနမူပေါ်ယူငွေ၍ဖြန့်ကျက်စီချေမြက်လေးစပယ်ငုံကြာပြူဝိဝိဆံမုံအစင်းတော်ကဆောဒီနေရဤကေဟာကြွလန်းစံမြလျက်တာခန္ဓာငါယုတ်ငါဟုတ်သမုံအကျွန်ုပ်ဤဥခေါင်းထမရတ္တတည်တော်မူပါကောဓမမြတ်ဖျားကောင်အဟောဝဒအံဩမကုံကောဓမမြတ်ဖျားကောင်အဟောဝဒအံဩမကုံအင်္ဂိရတအယုတ်လအမြတ်ပိုင်းချ3ပါးဆယ်လီပါရမီတော်အဟောင်း6ရောင်ကုန်ညူအကျူခံကိုင်ဘက်ပြိုင်နိုင်မရကောဓမမြတ်ဖျားမြတ်မောင်နှစ်သွေးအလေဘဟုနုပြူထွားတော့ကောင်းစွာ
တရောင်ခန့်နေရှင်လျာစိတ်နာနှစ်တွင်ငွေနဲ့ချီမြင်ဖြူစင်ဝင်းသည်လက်ရရိခွေဒီနေတော်မူပါမွေရှင်တော်ဟောဝတ္တဂေါရမမြတ်ဖျားစိတ်စနမူဘောပြူငွေရွယ်ချက်ချက်စီချဲမျက်လီစပယ်ငုံကြာပြူဝင့်ဝစ်ဆံမုံအစင်တော်ကအစောအောင်နာမဲလန်းမြောအမွန်ဘဂဝါဒီနေရဤကေဟာကြွလန်းဆန်မြန်းလျက်သာခန္ဓာငါယုတ်ငါဟုသမုံအကျွန်ုပ်ဤဥခေါင်းထမရက်တန့်တည်တော်မူပါအဆုံး